Hello, đó là cái lúc tiền bữa đi phải đó, ai tiền bữa đi ai đấy, nào bữa tiền bữa gì đó thì đấy, ai bữa thì là bữa đi sông hoa nào cái lúc, sao bữa đi gì đó nó, sao bữa đi nó, sao chẳng nó, sao bữa đi gì đó đấy, khu đi bữa tiền bữa đó, có ba nhà mẹ gì đó, thái gì thì phải đó, thái gì chạy lên nhà gì, thái gì mà đó. Can you read? Now check. Where's in the poem jammer? No, deep where's in it, not the poem jammer, no, the poem went in the show to a poem, you know. Tozi, pausa, tanzi dulu piwale, lakukan di api wahoo. 272 begotin yang besar bila ini. 727 bah. Jajah, bisa, begotin yang piwale, lakukan di api wahoo. Go, 72 begonia, Xiaomi. Can you read? ဒါဒီပွဲစဉ်ကဒါပြိုင်ပွဲဝင်အသင်းပေးဖြစ်ပါတယ်နော်ရှုံးထွက်အသင်းပါခင်ဗျာနော်ဝမ်းဝမ်းမလူနိုင်တဲ့ဝမ်းဝမ်းမရှိပါဘူးဗျာကဲညူတို့ရေးဒီပွဲစဉ်ကတော့ဒါတော်စင်ပေါက်စတန်းစင်ကျော်ဒါကြောက်မီကိုစားပြုအသင်းပဲဖြစ်ပါတယ်ဗျာနော်တစ်ဖက်ကကြတော့ဒါပကိုးပေတဲ့အသင်းဖြစ်တဲ့ဒါ727ပကိုးအသင်းပဲဖြစ်ပါတယ်ဗျာနော်ဒါပကိုးပေလေးမင်းဆန်ကြံကြောင်းတို့ဝတ်ထွက်ထားပါလိမ့်မယ်နော်ရှုံးတဲ့အသင်းထွက်မှာပါဗျာနော်နိုင်ရဲ့အသင်းတော့မနေ့ပြန်ဒါဗိုလ်လူပွဲအဆင့်တက်နိုင်မလားဆိုပြီးတော့ဒါကျွန်တော်တို့ semi final quarter final ကစားရအောင်ဗျာနော်ဒီပွဲစဉ်ကတော့ကျမ်းမယ်ဗျာညီတို့နော်အဲကြောင့်မလို့လေဒါအချမ်းသာပွဲစဉ်တစ်ပွဲဖြစ်နိုင်တဲ့ပွဲစဉ်လေးကိုကျွန်တော်အနေနဲ့ဒါဖုံးအားမရှိပေမဲ့လေလိုက်ရင်တစ်ဆက်ပေးရခြင်းဖြစ်ပါလေဗျဒီပွဲစဉ်ပြီးတော့နောက်ဆုံးအနေနဲ့ဒါဆရာလေးရဲ့ပြိုင်ပွဲဝင်အသင်းရှိပါမယ်နော်မြခင်သူကပါအသင်းရှိပါမယ်နော်အပွဲပြီးရင်တော့ဒါဒီနေ့16ရက်ဆိုရင်နေ့ရက်လေးရဲ့ပြိုင်ပွဲအသင်းနဲ့ကတော့ပြီးပါပြီနော်မြခင်သူကပါဝါဒါသမားကပွဲဝင်နေတဲ့ကခါရဲကြောက်တာပါဟုတ်ကဲ့ပါခင်ဗျာမိုးကျော်ရေးတော်စင်နဲ့မင်းသားလေးမဖြစ်ဘူးလားကစားပြရမယ်နော်ဖေးပိုင်ရင်နော်တော်စင်နဲ့တကြိုးနိုင်သွားပါပြီနော်လက်ဆက်နဲ့ပြီးသွားပါလိမ့်ဗျာညီကိုနော်လက်ဆက်နဲ့ပြီးသွားတာပါ
ကျွန်တော်တို့ကပေါ်တော့ပိုင်နေတော့ဘယ်လိုချင်းနဲ့ဘယ်လိုချင်းကိုလည်းကားမှာဖြစ်ပါလေဒါကများဘိုးဘိုးကြီး၆ဘောရပါတယ်ဘောင်းမှာပဲရှင်ပြအောင်လုပ်ရပါ 也就叫你这个朋友啊，在那里是比较的，当然的。 ဘကိုး ကဲညီတို့ရေလာပါပြီဗျာနော် တော်ရွတ်ရရတော့နော်ရပါလားဒီကရာလေးဟုတ်ပြီကိုမင်းစာ9ရက်လုံးပဲ ညီတို့ရေအခုပွဲစဉ်ရတာကြောက်မီအသင်းနဲ့ဘိုးဘယ်လေးတို့ရဲ့727ဘိုးလေးတို့ဖြစ်ပါပြီဗျာ တော့ပါစကူ ကဲပွဲမစားခင်လေးမှာညီတို့အနေနဲ့ဒါ like share လက်မှတ်လေးအသေးလေးဟာလေးပေးပေးလို့ရပါတယ်ဗျာနော်ပန်းမကြီးဘူးဆိုတော့ဒါ share ပေးကြပါဦးညီတို့ရေနော်အပေးချက်ပါတဲ့ handsome မြည်ကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာညီကိုရေနော်အခုလို share ပေးဆိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကဲနည်းနည်းလေး share ပေးပါ share ကတော့3ယောက်ပဲရှိပါသေးတယ်ညီတို့ရေနဲ့ကဲပွဲမစားခင်လေးမှာများများလေး share ပေးကြပါဦးဗျာနော်ဒီပွဲချမ်းမယ်ဗျာနော်ဒီပွဲချမ်းမယ်ဗျာ ဒီကကျမ်းပါလေ ဟုတ်ပါတယ် ငါကျမ်းပါလေဗျာ အဲ့တော့ညီကိုတို့နဲ့ကဲ share လေးများများလုပ်ပေးပါဆန္ဒမားတွေလည်းစုငွေရတယ်ဒိုင်တွေလည်းစုငွေရတယ်ပြိတက်တွေလည်းအချင်းချင်းစုငွေရတယ်လိုက်သမားတွေမရဘူးလိုက်သမားတွေလိုချင်တာကတော့ဒါ share ပဲလုပ်ပါလိမ့်မယ်နော်ညီကိုတို့ရဲ့ like and share လေးတွေလက်မှတ်လေးတဲလေးတွေဟာဟာလေးတွေပဲရရတော့ဒါကျင်းနေပါပြီနော်အဲ့တော့ညီကိုတို့အနေနဲ့ကဲဒါလေးကိုတော့ share လေးကိုတော့ဒါမတမျိုးမတွန့်လို့ပဲနဲ့ share ပေးကြဖို့နဲ့အောက်ဆိုပြရစီဗျာနော် ဘကိုး ကိုတို့ရဲ့ share တွေကျွန်တော်တို့ဗီတာမင်လေးတွေပါဗျာနော် မိုင်းလုံးတော်ဖိုးနဲ့လက်ကင်းတူကဘာဝါဆောက်ပါမယ်နော်အပွဲစဉ်ပြီးသွားတော့ကျွန်တော်ကွတ်တာဖိုင်နယ်ပွဲကိုဆောက်ပါမယ်နော်ကွတ်တာဖိုင်နယ်ပွဲပါကပထမပွဲစဉ်မီတာ1နဲ့ဥပြောက်2ပါဒုတိယပွဲစဉ်မိုင်းလုံးတော်2နဲ့ရွှေကျွန်းသား1ကွတ်တာဖိုင်နယ်နှစ်ပွဲဆောက်ပါအောင်နော်အားလုံးပဲပြည့်တယ်ပြန်ပါလိမ့်မယ်နော်ဒါသမားလည်းကွတ်တာ တို့ရဲ့ပြိုင်ပွဲအပြင် quarter final နဲ့ပွဲရှိအောင်မနေဗျာနော် ဒီဆက်ရနေရာလေးမှာနေနေကြပါနော် quarter final တော့လွှင့်တော့မရအောင်မလားမသိတော့ဗျာနော်ဖုန်းအားကုန်ပြီဗျာနော်ဟိုဒီကောင်ကလေအာအញ្ញမ်းမူလို့ဗျာတဲ့မရော့တာပဲရှိတယ်ခုန38အခု34ဒါပေမဲ့ချိန်သားပြီးတော့နည်းနည်းကြာသွားတယ်အဲ့ဒါပဲမအောင်ဒီဝင်တော့ဝင်တယ် 我的少了嘛， ဝင်တော့ဝင်တယ်ဝင်တယ်ဖုန်းအား 我这一张， အားမပြည့်ရပဲရှိ 我搞的， အလေးနဲ့ကုန်ဝင်မရှိတော့ ဒီတော့လည်းဒီတော့လည်းတက်ကလို့လား ဘူးကဲကျိုးလေး quarter final နှစ်ပွဲထပ်ပြီးတော့ပေါင်းထားတယ်ဗျာနော်ဒီဝေးပြီးရင်ဒါဆရာလေးရဲ့
တခင်သူကပါပွဲစဉ်ဒါရှုံးထွက်ပွဲစဉ်ပေါ့နော်အဲ့ဒါပြီးမှပဲဒါ quarter final နဲ့ပွဲရှိဦးမယ်ကြနော်ဒီမှာပဲလို့ ဟုတ်စားရင်းမလားနော်ဘာသာပြန် ဒီဝက်ပြီးတော့တင်ရလို့ရဆွဲရှိပါဘူးနော် ဘိုးပဲကြံကြောင်းအောင်မြစ်ဆက်ပါ ကဲထိုင်းမှာအစီလေးပြန်နော်အခုဟာနော်အေးတယ်ညီကိုရေတော်အေးရပါနော်ကလောမြို့ပါနော်အေးရမှာကျုံနေတယ်နော်ကျွန်တော်တို့နော် ကဲကျွန်တော်တို့ပွဲစားပါတော့မယ်နော်ဒီတော့ကျွန်တော်ကြောင်းကြီးနေငါတော့ ဟယ်လို ကျွန်တော်တို့ဘိုးသေးပါမယ် ကျော်လာပြတဲ့ဒီအားလုံးနဲ့မင်္ဂလာပါနော်ကစားသမားတွေကွတ်တာဖိုင်နယ်နှစ်ပွဲဆော့အောင်ပါနော်ဒီဆက်ရနေရာလေးမှာဗမ်းမရလို့တော့ပါမပြောင်းသေးလို့နော်ရခေတုကပါလို့ဟာလားကဲကျော်လာပြတဲ့ဒီမင်္ဂလာပါလက်ကောက်လေး TV အားပေးပါကစားသမားတွေပြုတ်ပါ ဝက်စတာတင်ပါကြနော် ရာယူပါဟေး စားပါလိမ့်ကြနော်ကဲကျွန်တော်တို့စားထုတ်ပူသားပြီကိုယ်မိသားပြီဟန်ဒီကော ဆန်းစင်ကျော်ကောင်းတယ်ပြန်နော်ဝမ်းလက်ပါရှဲပေါ်ပါလေခင်ဗျာဟဲဆွေမြင့်နော်ကြီးတင်ပါလေလိမ္မာလီတို့ပေါ်နောက်ပွဲမဟုတ်ဘူးပြဝင်းကိုကိုရင်နော် ဟန်ဒီကျော်ဟဲ့ လက်ပါ တူးလက်ပါ တူးလက်ပါညူတို့ရေနော် ဒီမှာတော့တော်နေတော့ ရာယူပါ ဟန်ဒီကျော် ဟေး တော်စင်စားပေးစပောင်းလေး လက်ပါ သတိလက်ပါရားချင်းပဲပေါက်နေနော်အလဲပါနော်ဖြုတ်ချင်းလေးတွေပေါက်နေပါနော် သူလက်ပါဗျာကဲကျွန်တော်တင်တော့ကျွန်တော်သုံးလက် ရာယူပါဟေး ကျွန်တော်ပူပေးလာပြီဘိုးပဲခေါင်းတက်လာပြီဗျပြီးသွားတယ်ပြီးပေါက်စာတင်ပေးလာပြီဟဲ့ပေါက်တယ်နေပါနော်ကဲဒီမဲ့ပါချင်းနည်းနည်းဆောင်းသွားပြန်နော် လက်သတိပါညူတို့ရေ ကဲဘိုးဘယ်လိုကဒက်နလီရှိတယ်နော်ဒက်နလီမကလက်သရီ ကဲလက်ပြီးမစ်ဆာစားပဲထူတယ် ရာယူပါဟေး ဟောက်စာလေးခလေးထားပြီလိုက်တင်ထားပြန်ပြီ မိတယ်ပကိုးပဲကောင်းပါလေ ကဲဒီရတော့ကျွန်တော်ပြီးပါတော့ 13ပါညူတို့ရေ လက်ပြီးဖြစ်သွားရနော်ဘိုးပဲလာရခါ ဝမ်ပရီပါ 13ပါညူတို့ရေနော် ဟေး ဝေးပါလေ ဝမ်ပါ ဟောက်စာဟောက်စာမလို့ 3-1ပါ ရာယူပါဟေး ဒီဘက်တက်ကြောဗျာနော် တော်ရင်ထိုးတာပြီစံကြောင်ပြေးတာပြီလေလေ ဘယ်လေးအမားကြီးမရှိတယ်နော်13ပါ13ပါညူတို့ရေ ရာယူပါ ကဲမမတူပါပဲ နင်းစစားပေး အဲ့ဒါကြည့်ညီလေးလေးလာပြီကဲတ ပရီဝမ်ပါ ဆန်းစင်ကျော်ကောင်းပါလေ ကဲ 3-1ပါ ဝမ်ပါ ဒီပါလေတော့ဘယ်ဟိုကြည့်ကြည့်တော့စင်မြင်လားမသိကြနော်ကို ရာယူပါ လေးရောက်နေကြတာနော်ပါပါ ဟေး ဒီတိုင်ပွဲလေးနဲ့ကျွန်တော်စူပါပြင်းနဲ့တော့တိုင်းမြင့်ပြီးတာကဲမင်းဆန်လေးလာပြီ ဝမ်ပရီပါ မကလေးတော့ပြီးတာလေကြာ ဝမ်ပရီပါ 13ပါညူတို့ရေနော် ရာယူပါ 13ပါ ဟေး
ဝေးပါပြီနော် 3 1မှာ 3-1မှာ ဝေးတယ်တော်တယ်ဟိုစာပေပူရှာကြည့်ရမယ်မကလေးကတော့ကျွန်တော်တို့3-1ပါ ရာယူပါ တို့တော်ချမ်းနေပြီနော်မကောင်းဖြစ်နေပြန်နော်ညီကိုတွေကြံကြောင်းမပေးထားတယ် ကျွန်တော်တို့ 1မှာ ချီဝေးရတယ်ပဲကျွန်တော်တို့ 4-1ဖြစ်သွားပြီဗျနော် မကတော့ကျွန်တော်တို့ဝမ်းပါဗျာကဲကျောင်းမင်းတရားတော့တို့အရှိဒီမဲ့ကျွန်တော်တို့ကျောင်းမင်းတရားမှာတော့ဒီနေ့လေးပေါက်တော့ပြီးရင်တော်တယ်ကျွန်တော်တို့စတိုက်ကြလို့ရတယ်နော်ဒီမှာတော့ကျွန်တော်တို့ ဟုတ်လားလိုက်ထင်းနေကိုကျော်မင်းဦးရဲ့တစ်ချက်လောက်ထွက်ပြီးတော့ပြန်ဝင်ပေးပါညီကိုနော် လည်းကျွန်တော်မင်းဆန်လို့ပြောကြတယ်နော် 4 1မှာ ကျွန်တော်ဒီကကြည့်တာတော့လိုက်မထင်ဘူးညီကိုတို့ရေ ဝမ်းပါဗျာ ရာယူပါ အဲ့ဒါတော့ချက်ဒီပြကြပါအောင်နော် အတန်ကြားတာညီကိုတို့ 5-1မှာညီကိုတို့ရေ ကျောင်းမတရားတော့နောက်မှကျွန်တော်တို့ နေတာ 5-1မှာနော် ကျွန်တော်တို့ တောင်း နော် လူသားလဲဖို့အတွက်မရှိပါဘူးနော် ဟုတ်ကဲ့ ဒီကလေးတို့နားလည်လို့အဲ့ဒါကိုပြောရှိတယ် ကိုယ်ပဲနေတောင်းအချိန်မှာ5 1မှာ ဝမ်းပါဗျာ ရာယူပါလေ ဟုတ်ကဲ့ပါဦးဆိုရင်ကျောင်းမီဒီဘက်နိုင်ငံကဟုတ်ကဲ့ပါလားနော်ပြောပြပါမယ်ဗျာဦးဆိုရင်နော် ကဲဘိုးဘေလေးကောင်းပါလေဗျာနော် ကဲမကော15ပါ ဟုတ်ပါတယ်ဗျာရှုံးထွက်ပါဗျာနော် မင်းဆန်စားပိတ်ချက်ထိုးမြန်နော် ဦးဆိုရင်ဒါပြောပြလိုက်တော့နော် ကဲမင်းဆန်စားပိတ်လုံးပေါက်သွားပြန်တယ်နော်2-5ပါကိုချင်းတဲပွဲလာတယ်တဲပွဲမဟုတ်သေးပါဘူးဗျာနော် ရာယူပါ ရှုံးထွက်ပြန်ပွဲပါညီကိုရေ လေ အမကအသေးလားဗျာတဲ့ဟုတ်ပါလေဗျာအသေးပဲရှိပါသေးတယ်နော်အမလေးဟာ 5 2မှာ 5-2ပါညီကိုတို့ရေ ကဲမကတော့ကျွန်တော်တို့ fight 2ပါနော်ဟုတ်ပါတယ်ဗျာရှုံးထွက်လားဟုတ်ပါတယ်ဗျာကိုနော်ရှုံးထွက်ပါဘူး ဒီပွဲပြီးတော့ဒါ ရာယူပါ ဆရာလေးတို့ပွဲကြံပါသေးဗျာညီကိုနော်ဆရာလေးတို့တဲပွဲတစ်ပွဲကြံအောင်ဗျာညီကိုတို့ရေအဲ့ဒါပြီးမှပဲဒါကျွန်တော်တို့ဟောလာမှာပါနော် ဒီကျောင်းမီတရားတော့နောက်နိုင် ကွာတာဖိုက်နဲ့နှစ်ပွဲထပ်လာမယ်ဗျာနော် 5ပါ ညီကိုတို့တဝိုက်ကြည့်ရမယ်ဗျ ဟုတ်ကဲ့ပါ ရာယူပါ အဲ့တော့ကျွန်တော်တို့ လေ တော့ဆက်စားမယ်နော်ဟုတ်စားပြီ ပေါက်စားမာလိုက်ပြီ ကဲတော့ပြန် အဲ့ဒီတော့ကောင်းပါလေဗျာနော် ပါတီရောဟောလိုက်ကြည့်ထားတယ်ကြောင့်နော်မတော်ပြရအောင် ရာယူပါလေ ခင်ကြောင်သာပေါက်စားလာတယ်မဟုတ်ပါဘူးဗျာနော်ကြောက်မိကွင်းကပေါက်စားပါနော်ဘိုးဘေ 5ပါ 2-5ပါ ကဲမကလီယာတော့2 5ပါပဲနော် စာပေစမ်းမယ် ဟောတော့ကြည့်ပါ ဒီလေရာသမားတွေကိုပြောပါနဲ့နော်ကိုယ့်ဘက်ကိုအားပေးပါရာသမားတွေကိုပြောလို့ဆိုလို့မရပါဘူးနော်ရာယူပါလေ တော့2 5ပါ 3 5ပါ ကဲ3 5ဖြစ်သွားရနော်စာလေး ရင်းမင်းနဲ့ရေးဆရာလေးတို့ကဒါမိုင်းလုံးတောင်ဖိုးနဲ့ကစားမှာပဲနော်ဒီပွဲပြီးတော့ဆရာလေးတို့ဒါ လေ ရှုံးထွက်ပွဲစဉ်ရှိပါလိမ့်မယ်နော်ဆရာလေးတို့ရှုံးထွက်ပွဲစဉ်ပြီးရင်ကွာတာပွဲစဉ်နှစ်ပွဲရှိမယ်ဗျာနော် 5 3ပါ ကျော်ရဲ့ချင်းလမ်းကြောင်းတွေပေါ့ကြားတယ်နော်ကဲတော့ဒီစပ်ကိုရှာလို့ကြည့်လိုက်တာနော် ရာယူပါလေ ဒီစချားပေးတာလေကျွန်တော်ဒီနားဒီခေါင်းမရှိရလေဗျဟေး စစ်3ပါ စစ်တရီဖြစ်သွားပြီဗျာနော်စစ်တရီပါညီကတို့ရေ ကဲဒီစာမင်းနဲ့ စစ် ရမယ်နော် ရာယူပါ
လေ စစ်တရီပါတန်ကြောင်မလိုက်ပြီးဘကိုးပဲ ကဲ ကောင်းလို့နေပြန်နော်3စစ်ပါ စစ်ပါ ရာယူပါ ဒီလိုနဲ့ရှယ် လေ ချက်တီပြေးသွားကြပါဟောလာလေးခုပေးထားပြီနားပြီကဲလုံးအောင်ပါသွားတယ် ဘကိုးပဲကောင်းလို့ပါလေဗျာနော် စစ်ပါ 4စစ်ဖြစ်သွားပြီဗျာနော် ပါသွားတဲ့အတွက်ကျွန်တော်တို့4 ဖြစ်သွားပြီကြာနော် ရာယူပါလေ ဟုတ်ကဲ့ပါခင်ဗျာကိုတိုက်ဝင်းရင်ကျူးတင်ပါလေခင်ဗျာနော်တမန်ခံကကိုတိုက်ဝင်းရင်အားပေးနေပြီးကျူးတင်ပါလေ စစ်ပါ 5စစ်ပါ ကဲကျွန်တော်တို့ 5စစ်ပါ ပေးလိုက်ကကြပြီကြာနော်5 ဖြစ်သွားပြီကြာ ရာယူပါလေ စစ်အောဖြစ်သွားပြီဗျာနော် ဒီရုံးကကဲကျွန်တော်တို့မနမတက်ပေးလိုက်ကြပြီကြာနော် စစ်အောဖြစ်သွားပါပြီဗျာနော် အော်ဖြစ်သွားပါပြီကြာကဲနောက်တော့အော်ဖြစ်သွား စစ်အောပါ ကျော်မင်းဦးရေကွာတာပွဲစဉ်2ပွဲဒီနေ့ကစားမယ်ဗျာ ရာယူ နော် ပါ ကွာတာပွဲစဉ်2ပွဲရှိပါတယ်ဗျာဒီနေ့ကျောင်းစားပြီးထုံးတယ်နော်စစ်အောပါ လေ မောင်းပါလေ စစ်ပါ 7စစ်ပါဗျာ ဥစ္စာနဲ့ပွဲရှင်နဲ့နင်းနေဟုတ်တယ်တော့ဘူးလို့နော်ဥစ္စာကိုတော့ပြင်နေတယ် ရာယူပါလေ ဟုတ်ကဲ့ပါဘူးတော့နော်ပြောထားလိုက်ပါဥစ္စာလေးတင်တာဒီလေးဟောကဲ 7ပါ စစ်စရမညီတို့ရေ ဟုတ်ကဲ့ပါနော်ကိုအဲ့ဒါလေးပေါ်လို့မကိုက်မှာဆို ရာယူပါလေ 7စစ်ပါ 7စစ်ပါ ဟုတ်ကဲ့ပါဒီကဟုတ်ကဲ့ပါနော်ကျွန်တော်တို့ချုပ်မနိုင်နေရှင်းနေတယ် ရာယူပါလေ 7ပါ ကိုလေးလေးနော်ကျင်းလို့ကောင်းတယ်လေဒီလိုကလည်းပြတ်တာဒီလေးဟုတ်ကဲ့ပါကိုချင်းဆိုရတာမဟုတ်ဘူး ရာယူပါလေ တိုင်ဝဲကိုစပြီးတော့ကတ်ကြတာနော်ကျွန်တော်တို့တိုင်ဝဲဆိုနေလေးရှင်းနေတာပြတာနော်အဲကြောင့် 7စစ်ပါ ဟုတ်ပါဘူး 7စစ်ပါညီတို့ရေ ဟုတ်ပါတယ်ဟုတ်တယ်ဟုတ်တယ်ချုပ်ပန်းနေပြီ ဦးပြောင်တက်ထားပါတယ်တော့ညွန့်ရင်နော်ဦးပြောင်တော့ ဒီပွဲရှိနေတာပါ 2သင်းလုံးတက်ထားပါတယ်ဗျာနော် နည်းနည်းလေးတကယ် အဲ့တော့ခဏနေ quarter final 2ပွဲရှိနေဗျာနော် ဒီပေါ့စားပေါင်းနေဟုတ်တယ်နော် 7ပါ မင်းတို့7မှာတော့ quarter final 2ပွဲကစားဝင်ဗျ quarter final 2ပွဲပြီးတော့ဒါ ဒီပါ ကျွန်တော်ကစားတာကိုညမှာပဲဖြစ်ပါပြီဗျာနော်ဦးပြောင်ဝမ်းနဲ့ဦးပြောင်2ခု2သင်းလုံးတက်ထားပါတယ်ဗျာနော်ရှုံးထွက်စီကိုနိုင်ထားပါတယ် ရာယူပါလေ တန်ကြောင်စပစ်သောစင် တင်လာပြီတန်းနေကြော တန်ကြောကောင်းနေဗျာနော် 7ပါ စစ်စမမှာ 7ပါ ရာယူပါလေ ဘကူပဲကောင်းနေဗျာနော် ဒီပဲလေးကသူရကောင်းလို့ 7စစ်ပါ 7စစ်ပါညီတို့ရေ ရာယူပါလေ အဲ့ဒါလိုက်တာဟော
စစ် တန်းစင်ကျော် ပါ ကောင်းပါလေနော်စစ်စမမ ဟိုကတူးနေတာကြီး ရာယူပါလေ ဘကိုးပဲကောင်းပါလေနော်စစ်စမမ နေလိုက်လိုက် စားတက်တာလေကောင်းမှာမလို့နော်ချုပ်တာမှာ ဟုတ်ကဲ့ပါစဝါဒီခရေကျွန်တော်တို့လည်းမကောင်းဘူးဗျာနော်ဒီမှာဆရာသမားကြီးညားနေဗျာနော်ကျွန်တော်တို့ဘာမောလေးလူကမပြောရဲဘူးဗျာကျောင်းဆရာပွဲရှိတော့ဘူးလားဒီကျူးတွေရေဒီပွဲပြီးကျောင်းဆရာပွဲရှိပါလေဗျာနော် ကဲမကတော့အိတ်စစ်ဖြစ်သွားတယ် အဲ့စစ်ဖြစ်သွားပြီဗျာနော်ဆရာလေးရဲ့ဒါချုံတွဲအဆင့်ရှိပါလေဗျာနော် မောင်ဝေယူပြီးတယ်နော် ဟုတ်ကဲ့ပါဦးချစ်ကန်နော်နူးကြလေးကတော့ပြောတာရနော် လေလေမတိဘောလေးဒီလိုနဲ့ဒါမှမကြိုက်ပြောပါနဲ့ဟောအိမ်မရဘုရားကြိုက်လို့တော့ဘုရားကဘုရားကြည့်နေတာကဒါမှမဟုတ်ဘုရားကြိုက်တော့တတ်နိုင်ရာယူပါလေ အဲ့ဒါလေးခန်းတော့ဒီနားကြီးလားနော်အေး စစ်အိမ်ပါ စစ်အိပ်ပါ ချောင်းမနေနေပဲရက်နေတယ်နော် ရာယူပါလေ ဟုတ်လား အိမ်စစ်ပါ အဲ့စစ်ပါ ကဲမကောအိတ်စပါ ရာယူပါလေ ကဲ စစ် ဒီဆိုင်ဆိုင်အိတ်ပါ စစ်အိပ်ပါယူလို့ရေ မကတော့ကျွန်တော်အိတ်ပါလား ရာယူပါ အဲ့ရောက်အောင်လေကြောင်မှာကြည့်ရမယ်နော် အိမ်စစ်ပါ အဲ့စစ်ပါ အေးဟိုကဇော်ဝေးဖုန်းပေါက်လိုက်ရတယ် ရာယူပါလေ တော်ဝေးရှိလားတော်ဝေးရှိလားအော်ဒါဟုတ်ရတယ်ခေါင်းလိုက် စစ် ပေါ်စောလေးကောင်းတယ်နော်စစ်အိပ်ပါယူလို့ရေ ဒါပေမဲ့လည်းဒုတိယတင်ခြင်းမှာတော့မမားခဲ့ဘူးကြာနော်ပြအောင် ဘုသူရေစာဖက်မရဘူးဖြစ်နေပြီနော် လေ တိတ်ပါ ကောင်းမှန်ပါလေဗျာ လိုင်းလေးခုနကြာသွား အန်ထူလာဘူး အိမ် ကောင်းပါလေဗျာနော်ဘကိုးပဲအဲ့စစ်ပါ ရာယူပါလေ ကောင်းတယ်ဗျာမင်းဆန်း nice စစ်ပါ တော်တယ်ဆိုတာကတော့နိုင်စစ်ဖြစ်သွားပြီကြာ ဘူးနေတယ်နော်မင်း ရာယူပါလေစစ်နိုင်ပါ စစ်နိုင်ပါညီတို့ရေ စစ်နိုင်ပါရာယူပါလေ ကြံကြောင်းမလိုက်ပြီဘကိုးပဲကောင်းလို့နေကြနော် ဆရာလည်းတော့ကောင်းတာနော် မင်းဆန်းစားပြီးချိုးပြီဗျာနော် လေ မတွေ့ရတော့ ဖိုက်လို့ဗျာနော် နိုင်ပါ စစ်နိုင်ပါညီတို့ရေ ရာယူပါလေ ကြံကြောင်းမဲဘကိုးပဲကောင်းလို့နေဗျာနော် နိုင်စစ်ပါ nice စစ်ပါ မောင်းကြီးလေပြင်းဝင် ဘာနဲ့ဘာစားတာတော့မမ မင်းကောင်းပါ ရာယူပါလေ တော့မပြောရဘူးရအားလားအေးတယ်အားလားအေးဟုတ် စစ်နိုင်ပါ စစ်နိုင်ပါညီတို့ရေကျောင်းမှာချင်းသမားတွေအများကြီးတဲတော့ပျော်စရာကြီးနေမှာဟုတ်တယ်ဗျာဘူးကျော်ရင်တော့တော်တော်များနေဗျာနော် လေ ဒီမှာပါရပါဒီမှာမြောက်ခလာတယ်အဲ့ဒီ တဲပွဲရှိတာကိုချင်းမရှိတော့ဗျာပို့တီရေတဲပွဲတော့မရှိဘူးနော် နိုင်ပါ 79ပါ ကျွန်တော်တို့ရဲ့ ဒီလေးပို့တီရေဟို comment တွေကဖတ်မရဘူးဗျာနော်ဒါပေမဲ့လည်းအနည်းဆုံးကိုကြည့်ပြီးတော့ဖတ်ပေးတာပါနော် 7နိုင်ပါရာယူပါ 79မှာ လေ
တက်ဖြုတ်ထားတဲ့လူ 9-7 ဘိုးဘေးကလည်းကောင်းလုံးနေပြန်နော် 97ပါကနော် ရာယူပါ 97မှာ ဒါကခုလာပြီ ပါဝိုင်းပြန်နော်ရသေးတယ်သုံးစင်းတန်ကြောင်ကိုပဲကောင်းတယ်ဗျာ 7 မှာ လက်7မှာနော် ပြေးလိုက်ကြတော့97ပါ ကိုပဲတော်တော်လေးကိုယုံနေပြန်နော် ရာယူပါ မနေ့က6ကြည့်ထားပြသူ လေ ဒါမဲ့တော်တော်လေးကိုယုံမေးတယ်ပြန်နော် 7တန်း တ ပါ န်းစင်ကျော်ကောင်းလုံးနေပြန်နော်စပီချိန်မှာ မပြေပါဘူး ရာယူပါ 7တန်းပါဗျာ လေ တန်ကြောင်ပဲကိုပဲကောင်းနေပြန်နော် တန်း7မှာ တန်း7မှာနော် 7ပါပဲဗျာနော် ရာယူပါလေ ဒီကြည့်နော်ဒါပေမဲ့လောလောဆယ်တော့ငါကတော့3ပါဟာတယ် ပြီးသွားပြီတန်ကြောင်ကိုပဲပေါင်းသွားတယ်ဗျာ 7တန်းပါ 7တန်းမှာယူလို့ရေး ဟုတ်ပြီဒါပြီးတယ်ဟုတ်ပြီနော်ကို7တန်းပါ ကျမ်းပါဗျာ ရာယူ 7တန်းမှာယူလို့နော် ရှားမယ်ဗျာ လေ ဦးပြောင်သူကအုတ်ဖို့ပဲလေးကြောက်ကြောလိမ့်မလေး တန်း7 ချက် မှာ ပေါက်လို့ပဲဖြစ်ပါလိမ့်ဗျာနော်ညီကိုနော်ညီလေးပြိုင်ပွဲပြီးတော့မယ်ဗျာနော် ရာယူပါ ကိုကျော်မင်းတိုက်ရေ လေ ပြိုင်ပွဲပြီးတော့မယ်ကိုကျော်မင်းတိုက်နေမသိသေးလို့ကျွန်တော်လည်းမသိသေးဘူးဗျာခုညင်ဒီကိုအလွတ်ကိုမရသေးဘူးဗျာနော် ရာယူ ဟော ပါ စားပေးချိုးမယ်ဗျာနော် လေ ထောက်ထားပြီဟေး ပေါက်သွားပြီ တန်းပါ အဲ့တန်းမှာ ကြာမတော်အဲ့တန်းချစ်သွားပြီဗျာ ရာယူပါလေ မင်းစံကြံကြောင်းဘိုးပဲကောင်းတယ်နော် အိတ်ပါ တန်းအိပ်ပါ လိုက် စာပေစမ်းမယ် ချင်းတော့ပို့ပါ အိတ်တန်းပါ အိပ်တန်းမှာနော် ရာယူပါ ဟုတ်ကဲ့ပါကိုကျော်မင်းတိုက်ရေရပါလိမ့်ဗျာနော်ညီကိုနော်ကျွန်တော်လည်းမမှတ်နိုင်ဘူးဗျခါသေးရောမမှတ်နိုင်ဘူးဒီကိုနဲ့ကျွန်တော်လည်းအတူတူပဲဗျာနော် level 8ဖြစ်သွားပြီ ဒါပေမဲ့ကျွန်တော်တို့ခဏခဏမြင်နေရလို့သာပြောပြနိုင်တာပါညီကိုနော် 11အိတ်ပါ 11အိပ်ပါ လေ 11အိပ်ဖြစ်သွားပါပြီတန်းစင်ကျော် အိတ်ပါ တွဲအိပ်ပါရမယ်ကွာမှု၄ချိန်ဖြစ်သွားပြီဗျာနော် တွဲ8ဖြစ်သွားပြီ အဲကြောင်းရပြည့်ဒီမင်္ဂလာပေါင်းနဲ့ပြည့်လို့ပါဗျာနော်ကျောင်းဆရာပွဲပါနော်ရန်ကုန်ကျောင်းဆရာပွဲပါဒီပွဲပြီးဆရာလေးပွဲပြီးပါတော့ကျွန်တော်တို့ တော်တော်လေးဆရာကြီးမဟုတ်ပါဘူးဗျာနော်ဆရာလေးပါဗျာနော် ဥပြောင်းပေးရှိပါနော်ဘယ်လိုပွဲရှိပါလို့နော်တွဲအိတ်ပါရာယူပါလေ မင်းစံစားပြီးကောင်းတယ်ဗျာ အိတ်ပါ ဟုတ်အိပ်ပါ ရာယူ ဟုတ်ကဲ့ပါဥဝေပြိုးရင်နော် လေ ဒါနနပိုင်းမှာဥပဇာမင်းမရှိမယ်ဗျာနော် အိတ်ပါ ဟိုအိပ်ပါမင်းစံစားပြီးကောင်းလို့နေဗျာနော် တွဲ8ဖြစ်သွားပြီဗျာ ဒီပွဲပြီးဆရာလေးတို့ပွဲလာပါပြီဗျာနော်ဆရာလေးတို့ပွဲပြီး ရာယူပါ ဒါကွာတာဖိုင်နယ်နှစ်သိန်းကစားမယ်ဗျာနော်
8 point ပါ 8 point မှာ ကဲမကအိတ်ပွိုင်မှာသူကပေါက်စားတယ်နော်ပေါက်စား ရာယူပါလေး ပတ်တယ် 8ပါ point 8ပါ အိတ်ပါ ရာယူပါလေး8 point ပါ 8 point မှာ ကဲမကအိတ်ပွိုင်မှာ ရာယူပါလေး point 8ပါ point 8ပါဗျ ရာယူပါလေး တန်းစီကျော်ကောင်းပါလေနော် ပိုက်ပါပဲ 8 point မှာ ပွိုင်မှာ ဟုတ်ပါလေဗျာဖိပိုင်ရေးဆရာလေးပွဲကြည့်ရတော့မြန်နော်ဒီပွဲပြီးဆရာလေးပွဲလာပါပြီဗျာနော်ဆရာလေးပွဲပြီးရတဲ့ဒါ quarter final နှစ်ပွဲစက်တိုက်လာပြီဗျာနော်နောက်ထပ်3ပွဲရှိအောင်ဗျာနော်အဲပွဲပြီးတော့ဒါညဖက် ရာ မှာ ယူပါ စက်ပွဲတွေ လေး ပြုံးလာကြည့်ရမယ်ဗျ 9 အဲသွားပြီဗျာ 9 point ဖြစ်သွားပြီ 9 point မှာ ကဲမကနိုင်ပွိုင်မှာ ရာယူပါလေး point 9ပါ ပွိုင်နိုင်မှာ point 9မှာနော် ရာယူပါ ချိန်ချောင်းစားပြီးထိုးမယ်ဗျ လေး9 point ပါ 9 point မှာ ကဲမကနိုင်ပွိုင်မှာ ရာယူပါလေး ကောင်းလို့နေဗျာဘုမဲ 9ပါ point 9မှာ စာပေစမ်းမယ် ကဲညီကိုတို့ရေဆရာလေးတို့ကဒါ16တင်းရဲ့နောက်ဆုံးတင်းပါနော်16တင်းဆင်းမြင့်တော့ဒါ ရာယူ 10 ပါ တင်းဒါ quarter final ရှိမှာဗျာနော် 9 point ပါ 9 point မှာ ရာယူပါလေးကဲ left point မှာ ဖြစ်သွားပြီဗျ ကဲအောင်ခေါ်ရပါတယ်ဘဘိုးပဲလေးအတင်းတိုင်အောင်နှစ်ချိန်ပါ10 point ပါ ကဲမကတမ်းပွိုင်မှာ ရာယူပါလေး ဟုတ်တယ်ချင်းပြန်နေတယ်ဟုတ်တော့ပေါ့ ဘယ်လေး point 10ပါ point 10မှာ ပွိုင်ကျမ်းမှာ ရာယူပါလေးလက်ဆွဲကောက်ဆက်ပါ ပြီးဆုံးပါ အေးဘာလို့ပြီးဆုံးသွားခဲ့ ကျေးဇူးအပ်လို့ကျေးဇူးတင်ပါတယ်ဗျာနော်ဆရာလေးရဲ့ပွဲလာပါပြီဗျာနော်